အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညောက်ပြီးတော့မယ့်အကြောင်းအရာတော့ဒီခုလက်ရှိပေါ့လေဒါနိုင်ငံတော်စီမံကိန်းကောင်စီဥက္ကဋ္ဌဦးဆောင်တဲ့အစိုးရအဖွဲ့ကဒီရုရှားနိုင်ငံရဲ့သမ္မတပေါ့လေဗလာဒီမာပူတင်ကဖိတ်ကြားချက်အရဒီရုရှားနိုင်ငံကိုဒါတွားရောက်တဲ့ချစ်ကြည်ရေးခီးစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့လေဒါဒီကျွန်တော်တို့နိုင်ငံအတွက်ဒါဘယ်လိုမျိုးဒါအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ဒါသုံးသပ်ပြရတာပါဖြစ်ပါတယ်ဆိုတော့ဒီရုရှားနိုင်ငံရဲ့သမ္မတပေါ့လေဗလာဒီမာပူတင်ဖိတ်ကြားချက်အရနိုင်ငံတော်စီမံကိန်းကောင်စီဥက္ကဋ္ဌကဒီရုရှားနိုင်ငံကိုဒါနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်ဒါတွားရောက်နေတာဖြစ်ပါတယ်ဒီခရီးစဉ်မှာလိုက်ပါသွားတဲ့ဒီနိုင်ငံရဲ့အကြီးအကဲတွေကလည်းဒါစိတ်ဝင်စားဖို့ဒါကောင်းတဲ့သူတွေဖြစ်ပါတယ်။ဒါအပြင်ပေါ့လေဒီခရီးစဉ်ကနေပြီးတော့ဒီတို့နိုင်ငံအတွက်ဒါဘယ်လိုမျိုးဒါအကျိုးသက်ရောက်မှုရှိလာနိုင်လဲဆိုတဲ့အချက်ကလည်းဒါစိတ်ဝင်စားဖို့ဒါကောင်းနေတယ်ပါတယ်။ဆိုတော့ဒါကိုမပြောခင်မှာဒီပြောနေတဲ့ပေါ့လေဒါအကြောင်းအရာလေးတစ်ခုကိုဒါပြောပြချင်ပါတယ်။ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဒီနာဆာကလက်ထက်မှာပေါ့လေဒီတရုတ်နဲ့ဒါရုရှားနိုင်ငံတွေနဲ့ဆက်ဆံရေးကိုဒါပို့ပြီးတော့ဒါကြီးရောက်ဒါတိုးတက်ကောင်းမလာတာကိုတွေ့ရတယ်။ဆိုတော့ဒီလက်ရှိကမ္ဘာနိုင်ငံရေးကိုပေါ့လေဟာဒီ war order changes ကာလဖြစ်တယ်ဆိုတော့သတ်မှတ်ထားကြတာဖြစ်ပါတယ်ပြောရရင်တော့ဗျာဒီ American လိုနိုင်ငံကြီးတဲ့နိုင်ငံကပေါ့လေဒါဒီကြီးစိုးတဲ့ဒီ unipolarity ကနေပြီးတော့ဒီနိုင်ငံပေါင်းစုံပါဝင်အားကောင်းလာမဲ့ multipolarity အဖြစ်ကိုဒါဥတည်နေတာဖြစ်တယ်လို့ဒါဆိုရမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးအရေးတစ်ခုမှာပေါ့လေဒါကျွန်တော်အနေနဲ့ဒီနှစ်ပိုင်းဒါကွဲသွားတာဖြစ်တယ်လို့မြင်တယ်ပထမတစ်ပိုင်းကဒီ American ရဲ့ဒီ NATO ရဲ့ Israel ရဲ့ဒီ EU ပဲအပိုင်းပေါ့လေတစ်ပိုင်းရဲ့နောက်တစ်ခုကတော့ဒီတရုတ်ရုရှား EN နောက်တစ်ခုကဒီအရှေ့လေပိုင်းဒါ IOC ဒီနိုင်ငံတွေပေါ့လေဒါသူတို့တွေတစ်ပိုင်းဆိုတော့နှစ်ပိုင်းဒါကွဲသွားတာဖြစ်တယ်လို့မြင်တယ်ဆိုတော့မြန်မာနိုင်ငံအနေနဲ့ပေါ့လေဒါအခုလိုမျိုးဒီကမ္ဘာပါဝါမှန်တိုင်းအင်အားကြီးတဲ့ဒီနိုင်ငံတွေတွေကဒီတရုတ်နဲ့ဒီရုရှားတို့နဲ့ပေါ့လေဒါကောင်းကောင်းမွန်တဲ့ဆက်ဆံရေးကိုဒါတိစောက်ထားနိုင်တာကဒီလက်ရှိဒီကမ္ဘာနိုင်ငံရေးရှားရေးစည်းကြောင်းကိုဒါဒီလမ်းကြောင်းမှန်မှန်နဲ့ပေါ့လေရောက်သွားတာဖြစ်တယ်လို့ဒါပြောရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီရုရှားနဲ့ဒီမြန်မာပေါ့လေဒါမြန်မာနိုင်ငံအနေနဲ့ဒီစွမ်းအင်ကဏ္ဍတွေဒါစီးရေးပူးပေါင်းမှုကဏ္ဍတွေမှာဒီနဲ့ဆိုင်ရှိခဲ့ရတဲ့အပြင်ရင်းနဲ့စိတ်ကန်းနဲ့ရင်းနဲ့ချက်စက်ရုံဒီဆောက်ရပိုင်းတွေမှာလည်းဒါသဘောတူထားတာတွေဒါရှိခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအခုဒီနတ်ဆဘာဥက္ကဋ္ဌရနဲ့ပေါ့လေဒါရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဒါတွေ့ဆုံမှုကဒါဒုတိယအကြိမ်မြောက်ဒါတွေ့ဆုံမှုဒါဖြစ်ပါတယ်ဒီပထမအကြိမ်ဟိုကပေါ့လေဒါဒီစီးပွားရေးဖိုရမ်မှာတော့ဒါတွေ့ဆုံရဲဒါအခုဒုတိယအကြိမ်ဒါတွေ့ဆုံတာဖြစ်ပါတယ်ဆိုတော့ဒီအခုတစ်ခေါက်ပေါ့လေဒါနတ်ဆဘာဥက္ကဋ္ဌအနေနဲ့ဒီရုရှားနိုင်ငံကိုဒါတွားရောက်တဲ့ဒါတစ်ကြီးခီးစင်မှာပေါ့လေရုရှားနိုင်ငံဘက်ကလည်းဒါအဲ့လေးနဲ့ဒါတွေ့ဒါကြိုးစားကိုတွေ့ရတယ်ဆိုတော့ဒီအခုဒီရုရှားနိုင်ငံမှာပေါ့လေဆောင်းရသည်ဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘိုးစုတိုင်းနဲ့ပြောလို့ဆိုလို့ရှိရင်ဒီရုရှားနိုင်ငံမှာဒီရာသီဥတုက၄မျိုးရှိပေါ့လေနွေဦးဆောင်းဆိုပြီးတော့၄မျိုးရှိတယ်ဒီအခုက3လပိုင်းဆိုတော့ဒီကဆောင်းတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒီဆောင်းမကုန်သေးဘူးပေါ့လေဆိုတော့ဒီလိုအချိန်မျိုးမှာတော့မှဒီရုရှားနိုင်ငံဘက်ကပေါ့လေဒါနိုင်ငံတွေကျွန်တော်နိုင်ငံတွေအကြီးအကဲကိုဒါကိုစိုးနေသဘောမျိုးဒါပြင်ဆင်ပြီးတော့ဒီကွန်ပျူတာဖွဲ့နေတဲ့ပေါ့လေတိုက်လိုက်လဲဒီလိုတာကိုတွေ့ရတယ်ဒီလာကျူတဲ့အဖွဲ့တွေမှာလည်းဒါစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ဘယ်သူတွေပါလဲဆိုလို့ရှိရင်ဒါဒီအကြသေးကံပေါ့လေပူပူနွေးနွေးအစီမံကိန်းခုကိုဒါစာချုပ်ချုပ်ဆိုထားတဲ့ဒီရုရှားစီးပွားရေးဒါကွန်ပျူတာတက်မှုဝန်ကြီးဒီမစ္စတာရက်ရှက်နီကော့ဖ်နဲ့ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေကဒီထက်လဲကြိုးဆိုခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့နာဆာကဥက္ကဋ္ဌကရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်ဒီမစ္စတာမီခဲဖီရှူစတင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဒူးမာလွှတ်တော်ဥက္ကဋ္ဌရုရှားလွှတ်တော်အောက်လွှတ်တော်ဥက္ကဋ္ဌဒီရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းမှုအပြင်ဒါရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့သမ္မတမစ္စတာဗလာဒီမာပူတင်နဲ့ဒါဖက်မလန်ဟန်တော်မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်ဒီတွေ့ဆုံပွဲမှာဒီမြန်မာရုရှားဒီနိုင်ငံအစိုးရတွေနဲ့ပေါ့လေဒါသဘောတူညီချက်10ချက်ကိုဒါလက်မှတ်ရေးထိုးကြတာဖြစ်ပါတယ်Но уже сейчас с уверенностью можно констатировать, что нынешний визит председателя Государственного административного совета Мьянмы проходит успешно, а достигнутые договоренности, безусловно, будут способствовать дальнейшему развитию российско-мьянманского партнерства во всех областях.ဒူးမာလွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံတဲ့အချိန်မှာပြောတာလည်းရှိရပေါ့လေပြောရတယ်အကုန်လုံးကတော့ကျွန်တော်လည်းချက်ချင်းစီတာပြောပြတယ်ဘူးဒါအဲ့ဒီမှာဒီစိတ်ဝင်စားစရာကောင်းတဲ့အချက်တချို့ပဲဒါပြောပြတော့မှာဖြစ်ပါတယ်ဆိုတော့ဒီဒူးမာလွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံတဲ့အချိန်မှာဒီဘာတွေပြောရလဲဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ကြားမှာလွှတ်တော်များအချင်းချင်းပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းနဲ့မြန်မာနိုင်ငံရွေးကောက်ပွဲလုပ်တဲ့အချိန်မှာလည်းဒါရုရှားနိုင်ငံနဲ့ထောက်ခံအားပေးကူညီပေးသွားမယ်ဆိုတဲ့အကြောင်းကိုဒါပြောသွားတာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဒီနိုင်ငံစီမံကိန်းကောင်စီဥက္ကဋ္ဌနဲ့ပေါ့လေဒါရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်ဒီနိုင်ငံအကြီးအကဲတွေဒါတွေ့ဆုံဆွေးနွေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနိုင်စစ်စီဆိုရင်နိုင်ငံရေးစီးပွားရေးကဏ္ဍအားလုံးကိုပေါ့လေဒါကဏ္ဍဆွေးနွေးကြရမှာဖြစ်တယ်
ဒီအဲ့ဒီတွေကပါနိုင်ငံတချို့ဖြစ်တဲ့ပေါ့လေမြန်မာနိုင်ငံမှာဒီအသေးစားအနည်းငယ်ပြဆက်ရောက်ဆောင်မယ်ပြီးတော့ဒီမြန်မာနိုင်ငံစီးပွားရေးအတွက်လိုအပ်တဲ့လျှက်ဆက်ထားကိုဒါပုံမှန်များပေးနိုင်အောင်လုပ်မယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီအချက်တွေကိုလားဒီတကယ်လို့အောင်မြင်တဲ့တကယ်ကောင်းတဲ့ပေါ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံရဲ့စီးပွားရေးဒီဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးရဲနောက်တစ်ချက်ကတော့ဒီရုရှားအနေနဲ့ပေါ့လေမြန်မာနိုင်ငံရဲ့ရန်ကုန်မြို့မှာဒီပထမဆုံးဒီရုရှားယဉ်ကျေးမှုဗဟိုဌာနဖြစ်တဲ့ Orthodox Christian တရားရှိခိုးကြောင်းကိုပေါ့လေဒီစောက်သွားမယ်ဆိုတော့ပြောခဲ့တာဖြစ်ပါတယ်ဒီဒါကတော့ဒီခေါင်းဆောင်တော်ဦးပေါ့လေဒါဒီဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒီအကြံပေးဒါပြပြသွားတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီမြန်မာနိုင်ငံအကျိုးစီးပွားအတွက်ပေါ့လေဒါဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အကျင့်ကိုသုံးသပ်သွားမှာဖြစ်ပါတယ်တကယ်တော့ဒီမြန်မာနိုင်ငံကပေါ့လေအိန္ဒိယသမုဒ္ဒရာပင်လယ်ထွက်ပေါက်မှာရှိနေတာဖြစ်ပြီးတော့အထူးနိုင်ငံရေးအရာရေးပါတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်ပြည်တွင်းပဋိပက္ခတွေတကယ်လို့မရှိခဲ့ဘူးဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားအားလုံးကစီးစီးလုံးညီညွတ်တဲ့ရှိခဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကတကယ်ကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်နေပြီဖြစ်ပါတယ်ဒါမဲ့အခုတော့ဒီလက်ရှိအခြေအနေကပေါ့လေအားလုံးကြုံတွေ့နေရတဲ့အတိုင်းပဲဖြစ်ပါတယ်ထားပါတော့ဒါတစ်ပိုင်းအရေးကြီးတဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီရုရှားအနေနဲ့ပေါ့လေတဝဲလူဒေသတွေမှာဒီနေ့စိတ်ကအပြင်အဲ့ဒီစိတ်ကကိုပြီးပြီးတော့ဒီရှစ်တောင်အာရှကိုအစီအရေးနဲ့စီးပွားရေးပါတက်တက်ထားလို့ရတဲ့အနေထားလို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပူတင်ကိုယ်တိုင်ပေါ့လေနိုင်ငံတော်အဆင့်ခီးစဉ်စီစဉ်ပြီးတော့ဒီဖိတ်ခေါ်ရတဲ့ခီးစဉ်ရဲ့မိသားတစ်ခုဖြစ်တယ်လို့ကျွန်တော်လည်းသုံးသပ်မိတယ်နိုင်ငံရေးနဲ့စီးသဘောတရားအားလုံးတွေကတော့give and take သဘောတရားတွေပဲဖြစ်ပါတယ်ဆိုတော့ဒီအရင်တစ်ခါတုန်းကလည်းတဝဲစီမံကိန်းကိုပေါ့လေအကောင့်တွေပုံဖို့ပြောလာခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီနောက်နိုင်ငံတွေအပေါင်းဝင်ပေါ့လေဒီချို့နိုင်ငံတွေရဲ့နှောက်ယှက်တွေကြောင့်ပေါ့ပျက်စီးခဲ့ရတယ်ဒါမှမဟုတ်မြင်ခဲ့ရဘူးပေါ့လေအခုအခါမှာတော့ဒီရုရှားနဲ့ပေါ့လေလက်တွဲပြီးတော့လောက်ဆောင်တော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံတော်အတွက်ဒီအလားအလာကောင်းတွေဖြစ်နိုင်လားဒီနိုင်ငံတော်အတွက်ကကျွန်တော်နိုင်ငံအတွက်ဒါဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်အောင်လုပ်ဖြစ်ပါတယ်ဒီနိုင်ငံအကြီးကဲဒီဆွေးနွေးတဲ့အထက်မှာပေါ့လေဒါဒီရုရှားသမ္မတဒီဗလာဒီမာပူတင်ပြောသွားတဲ့စကားတချို့ရှိရပေါ့လေအဲ့ဒီအမှာဒါကျွန်တော်အနေနဲ့တည်ထားမိတဲ့အားတစ်ခုရှိရပေါ့လေအဲ့ဒါဘာလဲဆိုတော့ရုရှားအနေနဲ့ပေါ့လေအခြားနယ်ပယ်တွေမှာလည်းမြန်မာနိုင်ငံနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့အသင့်ရှိတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာဒီအခြားနယ်ပယ်ဆိုတဲ့စကားလုံးကတော်တော်လေးကိုနည်းနေတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစကားကတော်တော်လေးကိုအတိတ်ပဲရှိတဲ့စကားလုံးဖြစ်တယ်လို့ကျွန်တော်လည်းမြင်တယ်။ဆိုတော့ဒီအချုပ်ပြောရမယ်ဆိုလို့ရှိရင်ဒီရုရှားသမ္မတပေါ့လေဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရဒီနိုင်ငံတော်စီမံကိန်းကောင်စီဥက္ကဋ္ဌကိုယ်တိုင်ဦးစီးရတာအစိုးရဖွဲ့ပေါ့လေရုရှားနိုင်ငံကိုနိုင်ငံတော်စစ်ချစ်စီခီးစဉ်တွားရောက်ခဲ့တာတော့တကယ်ကောင်းတယ်ပေါ့လေလက္ခဏာတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဒီတစ်ဖက်မှာတော့ဒီအစိုးရအနေနဲ့ပေါ့လေနိုင်ငံတော်တည်ငြိမ်တဲ့ပုံမျိုးတို့တက်ရဲ့အတွက်ဘယ်လိုမျိုးအရွေးတွေကိုထပ်ပြီးတော့ဒီဖန်တီးလှုပ်ဆောင်သွားမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမယ်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်сказать, что мы понимаем ситуацию в России, и поэтому мы полностью поддерживаем по спецоперации в Украине. И я уверен, могу сказать, скоро победа за вами. И также у нас есть поговорка, когда идет война, если это на благо народов, на благо страны, всегда будет победиться. ကျွန်တော်နိုင်ငံတွေဒီတိုင်းမှာပဲ